မေကွန်ဆရာတော်ဗုဒ္ဓဘာသာဆိုဒီမှာအဘယ်သို့သောဘာသာကိုဆိုသည်ကိုအနှစ်သာရအချင်းချုပ်မိန့်တော်မူပါဗျာဘာသာဆိုတဲ့စကားလုံးကဒီဟာပါဠိစကားလုံးလို့ဘာလို့လဲဒီဘာသာဆိုတာက religion ကိုရည်ညွှန်းတဲ့စကားလုံးဖြစ်နေတယ်ပေါ့တကယ်တော့ဗုဒ္ဓဝါဒီလို့ပြောမှပို့ပြီးတော့မှန်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမကိုနာယူတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဘာသာပဲလို့ဒီလိုပြောရမှာဘုရားအဆုံးအမအတိုင်းလိုက်နာတယ်မြတ်စွာဘုရားကိုနှစ်ကာယုံကြည်ပြီးတော့ကိုယ်ဘဝမှာအနန္ထားပြီးဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာပါမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာဗုဒ္ဓဘာသာလို့ဒီလိုပဲပြောရမှာပါနော်အဲ့တော့ဗုဒ္ဓဘာသာအဖြစ်ကိုပြတဲ့အခါမှာဘာပြမလို့ဆိုရင်ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့ဆိုတဲ့ဒီစကား၃ရပ်ကိုစောင့်တည်ပြီးတော့ခံယူထားတယ်ဒါကကိုယ့်ရဲ့ရင်ထဲကဖြစ်ပေါ်လာတဲ့ဟာကိုလက်တွေ့ပြတဲ့သဘောတကယ်အနှစ်သာရကတော့ဗုဒ္ဓရဲ့အသိဉာဏ်ကိုယုံကြည်တယ်ဓမ္မကိုယုံကြည်တယ်သံဃာကိုယုံကြည်တယ်ယုံကြည်တယ်ဆိုတာဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာမယ်ဓမ္မကိုကျင့်မယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာသံဃာမှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရအောင်လုပ်မယ်ဆိုတာဒါဗုဒ္ဓဘာသာလို့ဒီလိုပြောလို့ရပါတယ်